မင်္ဂလာပါရှင်ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန Community Center တောင်ကြီးမှာအသိပညာပေးတောက်ရှိုးများရိတ်ကူးလွှင့်တင်ပေးလက်ရှိရာဒီကနေ့ပါတော့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနဲ့ပူးပေါင်း၍ရာသီဥတုပြောင်းလဲမှုများအကြောင်းအသိပညာပေးတောက်ရှိုးရိတ်ကူးထုတ်လွှင့်သွားမှာပဲဖြစ်ပါတယ်ရှင်ကျမကတော့ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတောင်ကြီးခရိုင်ရုံးမှဦးစီးအရာရှိဒေါ်တန်းတန်းညွန့်ဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါညီမရဲ့အမည်နဲ့ရာထူးလေးကိုလည်းမိတ်ဆက်ပေးပါအောင်ဟုတ်ကဲ့ပါရှင်ကျမကတော့တောင်ကြီးခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူးရုံးမှဒုတိယဦးစီးမှူးဒေါ်စုမြတ်ထွန်းဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါညီမရေမိုးလေဝသနဲ့ရာသီဥတုကွဲပြားခြားနားမှုကိုလည်းပြောပြပေးပါအောင်ဟုတ်ကဲ့ပါမိုးလေဝသဆိုတာနေတနေ့ရဲ့အပူချိန်ပူချင်းအေးချင်းလေတိုက်ချင်းမိုးရွာချင်းတိမ်ထူးခြင်းစီးနှင်းကြခြင်းစတဲ့အခြေအနေတွေကိုဆိုလိုပြီးတော့ရာသီဥတုဆိုတာကာလရှည်ရာအပြင်တိုင်းတာထားတဲ့မိုးလေဝသဆိုင်ရာပြောင်းလဲမှုဖြစ်စဉ်တွေကိုဆိုလိုပါတယ်ဥပမာအနေနဲ့ဆိုရင်တော့လွန်ခဲ့တဲ့နှစ်ပေါင်း10နှစ်ကနေ30အတွင်းဖြစ်ပေါ်ပြောင်းလဲနေတဲ့မိုးလေဝသဆိုင်ရာပြောင်းလဲမှုကိုခေါ်ဆိုပါဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါညီမရေရာသီဥတုပြောင်းလဲခြင်းဆိုတာဘယ်လိုလဲရှင်းပြပေးပါအောင်ဟုတ်ကဲ့ပါရှင်နေ့ကာလပိုင်းခြားတစ်ခုမှာလေတူးတွေအပူချိန်မိုးရေချိန်စိုးထိုင်းစစတဲ့ရာသီဥတုလက္ခဏာတွေပြောင်းလဲလာတာကိုဆိုလိုပါတယ်။ဥပမာအဖြစ်မိုးရင်းကာလမှာပုံမှန်မိုးရေချိန်အောက်ကျော်ပြီးတော့ရွာသွန်းတာတွေမိုးခေါင်တာတွေတမတ်မိုးရေချိန်ထက်ပုံမိုးရွာသွန်းတာတွေနေရာဒီကာလမှာဆိုရင်လည်းပုံမှန်ပူချိန်ထက်ပိုပြီးမြင့်တက်တာတွေစောင်းရာဒီမှာဆိုလည်းအေးလွန်ကဲတာတွေအေးပေါ်ခြင်းစတဲ့အခြေအနေတွေကိုဆိုလိုပါတယ်။ဟုတ်ကဲ့ပါညီမရေရာသီဥတုပြောင်းလဲရခြင်းရဲ့အကြောင်းရင်းလေးကိုလည်းပြောပြပေးပါအောင်ဟုတ်ကဲ့ပါရှင်ရာသီဥတုပြောင်းလဲခြင်းရဲ့အဓိကအကြောင်းရင်းကတော့ဘဏ်လုံငွေတန်းငွေတွေများပြားလာတဲ့အတွက်ကြောင့်ဖြစ်ပါတယ်လက်ရှိမှာဆိုရင်ဘဏ်လုံငွေတန်းငွေတွေများပြားလာခြင်းကြောင့်ပိုဆုံးလွှာကိုပျက်စီးစေရဲ့တွက်ပစ္စည်းတွေသုံးစွဲတာများပြားလာရဲ့ရုပ်ကျွင်းလောင်စာတွေကိုအလွန်ကျွံသုံးစွဲတာတွေရဲ့မွေးမြူရေးလုပ်ငန်းတွေမှနေရောမီသိန်းတန်းငွေတွေထုတ်လွှတ်တာများပြားလာမှုတွေရဲ့စိုက်ပျိုးရေးလုပ်ငန်းတွေကနေပြီးတော့သုံးစွဲလိုက်တဲ့ဓာတုပစ္စည်းတွေရေသွင်းစိုက်ပျိုးရေးစနစ်ကြောင့်မီသိန်းတန်းငွေထုတ်လွှတ်ခြင်းတွေတစ်တော်ပြုံးတီးခြင်းကနေပြီးတော့ထွက်ရှိလာတဲ့ကာဗွန်ဒိုင်အောက်ဆိုက်တွေကာဗွန်ဒိုင်အောက်ဆိုက်တွေကြောင့်မလို့လေထုထဲမှာများပြားလာတဲ့အတွက်ကြောင့်မလို့ရာသီဥတုပြောင်းလဲလာခြင်းတွေဖြစ်ပေါ်လာတယ်။နောက်ပြီးတော့မြေတူးရေတူးလေတူးတွေလည်းရေသွေးကျဆင်းလာပြီးတော့ညဉ့်ညမ်းလာခြင်းတွေဖြစ်ပေါ်လာရပါတယ်ရှင်။ဟုတ်ကဲ့ပါညီမရေရာသီဥတုပြောင်းလဲမှုရဲ့အကျိုးဆက်လေးတွေကိုလည်းပြောပြပေးပါအောင်။ဟုတ်ကဲ့ပါရှင်ရာသီဥတုပြောင်းလဲမှုရဲ့အဓိကကျိုးဆက်ကတော့ကဘာကြီးပူနွေးလာတာပဲဖြစ်ပါတယ်အမေအတွက်နိုင်တဲ့တိရစ္ဆာန်တွေနဲ့အပင်မျိုးစိတ်တွေမျိုးတုံးပြောက်ကွယ်သွားပြီးတော့ဂေယစနစ်တွေမညီမျှပဲနဲ့ပြောင်းလဲမှုဖြစ်စေပါတယ်အချိန်ခါမဟုတ်မိုးရွာခြင်းရေကြီးခြင်းမိုးတီးကြွေခြင်းအပူအေးပြင်းထန်ခြင်းပိုးမွားတွေကြားရောက်မှုကြောင့်လည်းစိုက်ပျိုးသီးနှံတွေပျက်စီးပါတယ်ရှင်တောင်မီလီတောင်နဲ့တတော်စိုက်ခင်းတွေပျက်စီးတယ်အပင်မျိုးစိတ်တွေမျိုးမပွားနိုင်ဘူးပြီးတော့မှပွင့်တီးချိန်ပေါက်ပွားချိန်ပုံမှန်မဟုတ်တော့တဲ့အကြောင်းမလို့တတော်ပြုံးတီးခြင်းနဲ့ဇီဝမျိုးတုံးပြောက်ကွယ်ခြင်းတွေလည်းဖြစ်ပေါ်လာပါတယ်။မိုးခေါင်ခြင်းမြေအောက်ရေခန်းချောက်လာပြီးတော့မှမြေချောင်းအင်းရိုင်းတွေတိမ်ကောပြောက်ကွယ်လာခြင်းတို့ကြောင့်တောက်သုံးရရှိမှုတွေခက်ခဲမှုတွေဖြစ်ပေါ်လာပါတယ်။မုတ်တုံလေးကာလတွေတိုးတောင်းလာခြင်းမြေစုတော်ခန်းချောက်လာခြင်းတို့ကြောင့်လည်းရေကြီးရေချမ်းမှုတွေဖြစ်ပေါ်လာတဲ့ရေခဲတောင်တွေရေပြောခြင်းပင်လယ်မျက်နှာပြင်မြင့်တက်လာပြီးတော့အင်အားပြင်းတဲ့မုန်တိုင်းတွေငလင်တွေဖြစ်ပေါ်လာခြင်းတွေဖြစ်ပွားလေ့ရှိပါတယ်။တောမီတွေမကြာခဏလောင်ကျွမ်းခြင်းစားတဲ့အရာတွေလည်းဖြစ်ပွားလေ့ရှိပါတယ်ရှင်။ဟုတ်ကဲ့ပါညီမရေရာသီဥတုပြောင်းလဲခြင်းကြောင့်ဖြစ်ပေါ်လာတဲ့သဘာဝဘေးအန္တရာယ်အကြောင်းတွေကိုလည်းပြောပြပေးပါအောင်ဟုတ်ကဲ့ပါရှင်အပူချိန်မြင့်တက်လာပြီးတော့အပူလိုင်းအေးလိုင်းဖြတ်မှုတွေလည်းဖြစ်ပေါ်ပါတယ်မိုးခေါင်မှုတွေမုတ်တုံတွေခဖြတ်ခြင်းကာလတူတောင်းခြင်းတွေကိုပိုပြီးဖြစ်လာပါတယ်ပုံမိုးဆိုးရတဲ့ရာသီဥတုတွေအင်အားပြင်းတဲ့မုန်တိုင်းတွေဖြစ်ပေါ်လာတယ်လေပြင်းတိုက်ခတ်မှုကြောင့်လေပြင်းတိုက်ခတ်မှုတွေလေစင်နှမောင်းတိုက်ခတ်မှုတွေလည်းပုံမိုးပြီးဖြစ်ပေါ်လာပါတယ်မိုးချိုးပစ်ခြင်းမိုးတီးကြွေခြင်းမိုးရွာသွန်းမှုနဲ့နှင်းကြမှုများပုံစံပြောင်းလဲလာခြင်းရေခဲပြင်တွေရေပြော်လာခြင်းပင်လယ်သမုဒ္ဒရာမှာပုံပူနွေးလာခြင်းပင်လယ်သမုဒ္ဒရာမှာအဆစ်မိုးတွေပို့ပြီးတော့များပြားလာခြင်းဖြစ်ပေါ်လာတယ်။ဒါ့အပြင်ပင်လယ်မျက်နှာပြင်ပို့ပြီးတော့မြင့်တက်လာတယ်မိုးဒီပါမျိုးစုံမျိုးကွဲတွေများလင်းမြစွာဆုံးရှုံးခြင်းတို့ဖြစ်ပေါ်လာရပါတယ်ရှင်။ဟုတ်ကဲ့ပါညီမရေရာသီဥတုပြောင်းလဲမှုအပေါ်ပေါ့နော်။ဘယ်လိုလက်ရောညီထွေရောနေထိုင်ရမလဲဆိုတာပြောပြပေးပါဦး။
ဟုတ်ကဲ့ပါရှင်တဘာဝဘေးရန်ရဲ့စီမံခန့်ခွဲမှုတွေစိုက်ပျိုးရေးတတော်ကျန်းမာရေးတွေမွေးမြူရေးတဆောင်ပို့ဆောင်ရေးတွေခီးသွွားလုပ်ငန်းတွေရည်ရင်းမြစ်တွေစတဲ့လုပ်ငန်းတွေပဲတည်တည်မှာရာသီဥတုပြောင်းလဲမှုနဲ့ဆိုင်နေရာသီဥတုနဲ့အညီတားစရာများစွာလာရောညီထွေစွာပြောင်းလဲနေထိုင်ရန်လိုအပ်ပါတယ်ရာသီဥတုပြောင်းလဲမှုတန်ခံနိုင်အောင်လဲအသိပညာပေးခြင်းတွေအရေးပေါ်ကယ်ဆယ်ရေးစီမံချက်တွေကြိုတင်တည်ပေးစနစ်တွေကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းတွေတဘာဝဘေးရန်ရဲ့ကြာရမှုမှတ်တမ်းတွေကိုအသုံးပြုပြီးတော့မှရာသီဥတုပြောင်းလဲမှုနဲ့လက်ရောညီစွာနေထိုင်ရန်အတွက်စွမ်းရည်မြင့်ဆောင်ရွက်ခြင်းတွေရာသီဥတုပြောင်းလဲမှုကိုလျှော့ချရေးတစ်တော်တစ်ပင်များစိုက်ပျိုးခြင်းပြုစုပြောင်းထောင်ခြင်းမြေရောက်ရည်များပြန်လည်ဖြစ်တည်နိုင်ခြင်းစတဲ့ကုန်ကျစရိတ်သက်သာသောလူတိုင်းအလွယ်ပေါ့နော်လွယ်တကူချက်ချင်းဆောင်ရွက်နိုင်မဲ့လုပ်ငန်းတစ်ခုကိုဆောင်ရွက်တင်ပါတယ်ပြီးရင်မလိုအပ်ဖက်နဲ့မီးတွေပန်ကားတွေလေအေးပေးဆက်တွေကိုအချိန်ပြည့်ဖွင့်ထားခြင်းမှာရှောင်ကျဉ်ရမယ်မှန်လုံအိမ်တန်းငွေထုတ်လုပ်မှုညှို့နေစေရန်အတွက်စွမ်းရည်သုံးစွဲမှုကိုချိုးချံချွေတာရင်စနစ်တကျသုံးစွဲရန်လိုအပ်ပါတယ်ရှင်ဟုတ်ကဲ့ပါညီမရာသီဥတုပြောင်းလဲမှုရှော့ချစေရအတွက်ကျိုးပန်းဆောင်ရွက်ချက်တွေကိုလည်းပြောပြပေးပါဦးဟုတ်ကဲ့ပါရှင်1992ခုနှစ်မှာကမ္ဘာကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာအခြေခံသဘောတူညီချက် UNFCCC ကိုချမှတ်ခဲ့ပြီးတော့မှရည်ရွယ်ချက်ကတော့လေထုတွင်းမှာရှိတဲ့မှန်လုံအိမ်တန်းငွေပမာဏကိုထိန်းချုပ်ပြီးတော့မှရရှိတည်တတ်တဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုထိခိုက်စေနိုင်တဲ့ဒါမှမဟုတ်ရင်ရိက္ခာထုတ်လုပ်မှုကိုထိခိုက်စေနိုင်တဲ့အချိန်นี้ရရှိသောရာသီဥတုပြောင်းလဲမှုကိုရှောင်လွှဲနိုင်ရန်ဖြစ်ပါတယ်23ရက်9လ1998ခုနှစ်မှာတော့မြန်မာနိုင်ငံက UNFCCC အဖွဲ့ဝင်ဖြစ်ဝင်ရောက်လာခဲ့ပါတယ်။သဘောတူညီချက်မှာအဖွဲ့ဝင်နိုင်ငံပေါင်း196နိုင်ငံရှိပြီးတော့မှအမှန်လုံးအင်တန်ငွေထုတ်လုပ်မှုလျှော့ချရေးရာသီဥတုပြောင်းလဲမှုလျှော့ချရေးကမ္ဘာလုံးဆိုင်ရာပတ်ဝန်းကျင်ထိန်းသိမ်းရေးထောက်ကူပြုအဖွဲ့ကုလသမဂ္ဂပတ်ဝန်းကျင်အစည်းအစိမ်တို့အပါအဝင်နဲ့အစိုးရမဟုတ်တဲ့နိုင်ငံတကာအဖွဲ့အစည်းများမှလည်းဤပညာတွေငွေကြေးတွေကိုပံ့ပိုးကူညီဆောင်ရွက်လျက်ရှိပါတယ်။ဒါ့အပြင် UNFCCC ကနေပြီးတော့ထုတ်လုပ်ထားတဲ့ပြဋ္ဌာန်းထားတဲ့ကမ္ဘာကြီးပူနေစေတဲ့အဓိကမှန်လုံးအင်တန်ငွေ6မျိုးကိုလည်းဖော်ပြပေးထားပါတယ်ရှင်။ဒါတွေကတော့ကာဗွန်ဒိုင်အောက်ဆိုက်၊မီသိန်း၊နိုက်ထရက်အောက်ဆိုက်နဲ့ဟိုက်ဒရိုဖလူရိုကာဗွန်၊ပါဖလူရိုကာဗွန်၊ဆာဖာဟက်ဆာဖလူရိုက်တို့ဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါညီမရေရာသီဥတုပြောင်းလဲမှုလျှော့ချရန်နီလန်းလေးတွေကိုလည်းပြောပြပေးပါအောင်။ဟုတ်ကဲ့ပါရှင်။ရာသီဥတုပြောင်းလဲမှုကိုလျှော့ချဖို့နည်းလမ်းတွေကအများစွာရှိပါတယ်။အဲဒီမှာဖန်လုံအိမ်ဓာတ်ငွေ့ကိုလေရဲတွင်းသို့ထုတ်လွှတ်မှုလျှော့ချစေရန်ဆောင်ရွက်ခြင်းရုပ်ကျွင်းလောင်စာနဲ့ဇီဝလောင်စာတွေအစပြန်လည်ပြည့်ဖြိုးနိုင်စွမ်းရှိတဲ့တန်ရှင်းသောစွမ်းရည်တွေကိုအသုံးပြုရန်ထင်းမီသွေးစာလောင်စာကုန်ကြမှုတက်တာတဲ့စွမ်းအားမြင့်မိဖို့တွေကိုအသုံးပြုရန်စွမ်းရည်မြင့်တဲ့လျှက်စစ်ပစ္စည်းတွေကိုပဲအသုံးပြုရန်တပင်များစိုက်ပျိုးပြီးတော့ကာဗွန်ဒိုင်အောက်ဆိုက်ကိုလျှော့ချရန်ရေချောင်းများနဲ့ပင်လယ်ကမ်းရိုးတန်းဂေယစနစ်များထိထိဆောက်ရှောက်ရန်ရေဝေးဒေတာနေနဲ့သစ်ဆွေးမြေဒေတာတွေကိုထိထိဆောက်ရှောက်ရန်စွန့်ပစ်ပစ္စည်းတွေကိုပြန်လည်ထုတ်လုပ်ပြီးတော့လျှက်စစ်ဓာတ်အားထုတ်လုပ်ရန်တိရစ္ဆာန်များ၏မစင်များနေပြီးတော့မှဇီဝဓာတ်ငွေထုတ်လုပ်အသုံးပြုရန်ကောင်းတဲ့အောက်ဆိုက်ကိုဆုပ်ယူပြီးမြေအောက်သို့ပို့လွှတ်ခြင်းနည်းလမ်းနဲ့စွန့်ထုတ်မှုအပေါ်တိုက်ရိုက်အခွန်ကောက်ခံသည့်နည်းလမ်းတစ်တော်များပြုံးတီးခြင်းတစ်တော်အတန်းစာကြောကြခြင်းတို့ကိုကာဝယ်ပြီးတော့မှတစ်တော်တစ်ပင်များပြုစုပြောင်းထောင်ခြင်းနည်းလမ်းတို့အသုံးပြုလို့ရပါတယ်ရှင်ဟုတ်ကဲ့ပါညီမရေရာသီဥတုပြောင်းလဲမှုအကြောင်းများနဲ့ပတ်သက်ပြီးတော့မှဗာများဖြစ်ဆွဲဆွေးနွေးချင်ပါသေးတယ်လေဟုတ်ကဲ့ပါရှင်နေကုန်းချုပ်အနေနဲ့ကတော့ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်တွေကြောင့်မလို့တဘာဝဘေးရန်တွေနဲ့လူသားတိုင်းနေဆိုင်ကြုံတွေ့နေရတဲ့အခါမှာဒီလိုမျိုးရာသီဥတုပြောင်းလဲမှုတွေကြောင့်မလို့ရင်ဆိုင်နေရတဲ့အခက်အခဲတွေကိုရောကြစေနိုင်မှုအတွက်သစ်ပင်တွေစိုက်ပျိုးခြင်းဇီဝမျိုးစုံမျိုးကွဲတွေနဲ့ဂေယစနစ်တွေကိုထိန်းသိမ်းဆောက်ရှောက်ခြင်းရေချွေတာသုံးစွဲပြီးတော့မှရေတည်ရန်စတာတွေကိုထိန်းသိမ်းခြင်းအမိုက်စွန့်ပြရမှာလည်းအဆိုင်ခဲအရေးငွေစတဲ့စနစ်တကျစွန့်ပစ်ပြီးတော့မှရာသီဥတုပြောင်းလဲမှုကိုလျှော့ချစေရန်အတွက်လာရောညီထွေစွာနေထိုင်ပြီးတော့မှကျန်းမာတန်ရှင်းလာပါတဲ့ကဘာကြီးတစ်ခုဖြစ်လာစေဖို့အတွက်တဦးချင်းစီကနေပြီးတော့မှစုပေါင်းဝိုင်းဝန်းလှုပ်ဆောင်ကြဖို့ရန်လိုအပ်ပါကြောင်းတိုက်တွန်းနှိုးဆော်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဒီကနေ့မှာတော့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနဲ့ပူးပေါင်း၍ရာသီဥတုပြောင်းလဲမှုများအကြောင်းအသိပညာပေးတောက်ရှိုးရိတ်ကူးထုတ်လွှင့်ပေးသွားတာပဲဖြစ်ပါတယ်ရှင်။နောက်ပတ်တွေမှာလည်းဘယ်လိုအကြောင်းအရာများကိုရိတ်ကူးထုတ်လွှင့်သွားမယ်ဆိုတာရှမ်းရုံမပေး Cherry Way ပေးနဲ့ Community Center ပေးတွေမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ရှင်။